တိုင်းတို့မင်းတို့ကွက်ကြီးတစ်ကွက်ပြရမယ်ကွာသိလားငါတို့အနေနဲ့ကွာပေါ်မှာပြထားတဲ့ကုတ်ကိုရိုင်းထဲလိုက်မယ်ဆိုလို့ရှိရင်မွန်တော်အနေနဲ့ pro player ယူတန်းပြီးပို့ပြီးတာလို့ကြားရတယ်ကွာအဲ့တော့ရိုက်ထည့်မယ်ကွာဘလူးရှိကိုရောက်မလဲတော့မသိဘူးဘလူးကြီးတော့မေဘီရဲ့ဟိအောင်တကယ်မေဘီလားဟုတ်လားတော့မသိကွာအကောက်ထဲဝင်ကြည့်မယ်အကောက်ထဲဝင်ကြည့်မယ်အိုးဟိအောင် high one star 1000နဲ့ကျိုးစိန်တော့ရောက်win rate တွေပါညာနေပါတော့ရှိုးလိုက်အောင်ကွာဟာရော win rate တွေရတယ်ငါလုံးမ80ကျော်80ကျော်တွေပဲသွားရှုံးလို့တော့မရဘူးပလီယာကြီးနဲ့ဆော့မှာစကင်နဲ့ကန်ရဲ့ခွက်ကိုရိုက်မယ်ဆိုလို့ငါကြောက်ပြီးစကင်တော့မကန်ရဘူးဒါပေမဲ့ပလိုပလီယာကြီးနဲ့တွေ့ပြီဆိုတော့ငါတို့ကြီးလည်းမညံဘူးဆိုတဲ့အကြောင်းတက်တီတော့ပြရတယ်これが俺様の怒りだ